အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချိုရှိကိုချိုရဲ့တငယ်ချင်းနန်းကလာမှာမို့လို့အခုနာမည်ကြီးနေတဲ့ချက်ချောက်မာလာလေးလုတ်ပြီးတော့ဗောနော်အဲ့ခံပါမယ်ဗောနော်ချိုရဲ့အရန်စားကောင်းတဲ့ချက်ချောက်မာလာလုံနီးလေးကိုသိချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးဖို့တောင်းဆိုပါရစေအခုတော့ပထမဦးဆုံးကျော်မှုကဝယ်လာတဲ့ချက်ချောက်တွေကိုခြေသေးတွေညှက်ပြီးတော့တန့်စင်ပါမယ်ပေါ့နော်တန့်စင်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်ကအချိုမုတ်ရဲ့စားရဲ့နဲ့နှံ့နေအောင်နေထားလိုက်ပါတယ်ပြီးရင်တန့်စင်ထားတဲ့ချက်ချောက်တွေကိုကျွန်တော်ကပေါင်းဦးနဲ့ပေါင်းပါပဲပေါ့နော်မြန်ကြက်ပြီးအချိန်တူတူနဲ့မြန်ကြက်အောင်လို့ပေါင်းနဲ့ပေါင်းပါမယ်ဒါကတော့ကျွန်တော်ပထမကြက်တကောင်ဝယ်ထားတာရှိရပေါ့နော်အဲ့ဒါကိုပါတစ်ခါထည့်ပေါင်းလိုက်တယ်ရှုပ်လို့အဲ့ဒါနဲ့စပလင်ရဲ့ဂျင်းရဲ့ကိုထည့်တယ်ပြီးရင်ကျွန်တော်ငေုကောင်းအစိတွေပါဒီတိုင်းထည့်လိုက်တယ်ပေါ့နော်မှုရောင်လို့ဆိုပြီးတော့မသိဘူးလှုပ်တတ်သလိုလှုပ်လိုက်တယ်အဲ့ဒါပြီးသွားတဲ့အခါမှာကျွန်တော်ငံပြားကြီးပဲငံပြားကြီးအကျဲပေါ့နော်အဲ့ဒီဟာကိုနှစ်စွန်းဒီတိုင်းထည့်လိုက်တာနော်ဒီတိုင်းပဲထည့်လိုက်တယ်ပြီးရင်ပဲငံပြားကြီးအနောက်အဲ့ဒီဟာကိုလည်းနှစ်စွန်းပဲငံပြားကြီးမဟုတ်ဘူးသူကQC အနောက်နှစ်စွန်းထည့်လိုက်တယ်ရှိတဲ့ဟာပဲထည့်လိုက်တယ်ချိုလေးဖြစ်အောင်လို့အဲ့ဒါပြီးတော့ကျွန်တော်ကအာဆွလျောကူနဲ့သူကတော့15မိနစ်ဆိုပေမဲ့ကျွန်တော်10မိနစ်ထဲနဲ့ကြက်လိုက်တယ်ပေါ့နော်ထုတ်ကလေးဖြစ်အောင်လို့လေကျွန်တော်ကအဲ့ကြက်တော့တွေချိုအောင်လို့ပေါ့နော်ခုနကပေါင်းထားတဲ့အိုးတွေကအရည်တွေနဲ့ပဲပြန်ပြီးတော့ကျွန်တော်ပြန်ချက်လိုက်တယ်ပေါ့နော်အဲ့ဒီဟာပြီးသွားရင်ကျွန်တော်ဒီဟာပေါ့နော်ကျော်မှုကဝယ်ထားတယ်ဒီမာလာအနှစ်ကလေးကိုအကုန်လုံးထည့်လိုက်တယ်သူကမာလာတစ်များလေးမှစားလို့ကောင်းတာမဟုတ်လို့လေဒီဟာအကုန်လုံးထည့်လိုက်ပေမဲ့လည်းအရန်မထုံဘူးပေါ့နော်သူ့ရဲ့အနှစ်ကလေးကအတော်ပဲအဆက်လည်းအရန်မဆက်ဘူးစားလို့ရန်ကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့ဒီဟာတွေကုန်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီရေလေးခန်းသွားရင်ပို့ပြီးတော့အရသာဝင်သွားအောင်လို့ပေါ့နော်နှံ့လေးမှွေလိုက်ပါတယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်ဆက်ကလေးစားခြင်းလို့ပေါ့နော် Unity Mac ကအိမ်လုံးငုတ်သီးမှုတ်ကလေးပေါ့နော်အိမ်လုံးကိုယ့်ဘာသာကိုထောင်းထားတဲ့ငုတ်သီးမှုတ်လေးရှိတာနဲ့အဲ့ဒါလေးကိုများလေးထည့်လိုက်ပါတယ်ဆက်ကလေးဖြောင်းလို့ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ပြန်မှွေပါတယ်ပေါ့နော်ရေတွေလည်းခန်းသွားပြီးစီလေးပဲကြံတော့ရဆိုရင်တော့မာလာချက်ချောက်လေးရပါပြီတကယ်မာလာချက်ချောက်ကတော့ဘလို့ရတာလဲကျွန်တော်လည်းမစားဘူးတော့မသိဘူးပေါ့နော်ဒါကတော့ကျွန်တော်လုပ်ထားတဲ့မာလာချက်ချောက်ပါအရန်ကိုစားလို့ကောင်းပါတယ်မာလာချက်ချောက်လည်းကြက်ပြီဆိုတော့ဧည့်သည်လာပါပြီခိုင်ကနာမီယာမာကြီးလားဟုတ်တယ်အမလည်းလာပဲတင်လို့ချက်ချောက်ချက်ထားတယ်ဆိုတဲ့အကြောင်းလေးပြောနေတာပါဒါကတော့ကျွန်တော်လုပ်တဲ့ချက်ချောက်မာလာလေးပါပေါ့နော်တကယ်ချက်ချောက်မာလာအစ်စ်ကတော့ကျွန်တော်လည်းမစားဘူးတော့မသိဘူးပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ YouTube တွေဟိုကြည့်တီနဲ့ကြည့်ပြီးတော့လုပ်ပြီးတော့ဒါကတော့နောက်ပိတ်ဆုံးကျွန်တော်ဒီလိုပုံစံထွက်သွားတယ်ပေါ့နော်ကျွန်တော်တကယ်ချင်းတွေကလည်းဒီချက်ချောက်မာလာကိုအရန်ကို recommend ပေးပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ချက်ချောက်ကြိုက်တဲ့လူလေးရှင်ဒီနီးလေးနဲ့လိုက်လုပ်စားကြည့်ပါပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်မတာနဲ့ bye bye